နေရာကျင်းနေဆိုပြီးအလားဟတထားမဲ့အစားအဲ့ဒီနေရာကိုပိုပြီးအသုံးဝင်အောင်ဘာကြောင့်မဖန်တီးရမှာလဲဒီအိတ်ခမ်းလေးရဲ့အကျယ်က2.8မီတာ2.8မီတာပဲရှိပါတယ်ပုံမှန်ဒီဇိုင်းအတိုင်းအိတ်ရတစ်ဖက်အဝတ်ဗီရိုတစ်ဖက်ထားထားရင်ကြည့်ရတာတော့အဆင်ပြေပါတယ်ဒါပေမဲ့စာချက်ဖို့နေရာလုံးဝမရှိသလိုဘယ်ဝင်းတောက်ကလည်းပစ္စည်းအစုံလင်စုပုံထားတဲ့နေရာတစ်ခုအဖြစ်ပဲအသုံးဝင်နေပါတယ်ဒါကြောင့်အခန်းကိုလုံးဝပြန်လဲပြောင်းလဲဖို့အချိန်ရောက်ပါပြီပထမဆုံးအဖေကအိပ်ယာပေါင်းကိုဘယ်ဝင်းတောက်ဘတ်ရွှေ့ပြီးနှစ်ခုကိုတစ်ဆက်တည်းချိတ်ဆက်တိဆောက်ပေးပါတယ်အပေါ်မှာတစ်သားပြားတွေတင်ပြီးမွေးရခင်းလိုက်တာနဲ့ကျယ်ဝန်းပြီးတက်တောင့်တက်တာရှိတဲ့အိပ်ယာတစ်လုံးချက်ချင်းရရှိသွားပါတယ်ထို့အပြင်ပျော့ပြောင်းတဲ့ခေါင်းမီနဲ့ကူရှင်တွေထည့်သွင်းထားတာကြောင့်အိပ်ရတာပိုပြီးနှွေးထွေးတက်တောင့်တက်တာဖြစ်စေပါတယ်နေရန်မော်ကဘီရိုကတော့တင်းစီစရာနေရာတိုးလာစေုံသာမကပြတင်းပေါက်ကလေဝင်လေထွက်ကိုလည်းအတိုင်းအတာတစ်ခုအထိကာကွယ်ပေးနိုင်ပါတယ်အိပ်ယာခြေရင်းမှာတော့အန်ဆွဲပုံစံလှေကားနှစ်စင်ကိုတက်ဆင်ထားပြီးခြေအိပ်အတွင်းခံအဝတ်အစားနဲ့နေ့စဉ်အသုံးဆောင်ပစ္စည်းလေးတွေကိုစနစ်တကျသိမ်းဆည်းနိုင်ပါတယ်လှေကားအပေါ်ဘက်မှာအမြင့်စာအုပ်စင်တစ်ခုပြုလုပ်ထားပြီးကစားစရာတွေအယုတ်စုဆောင်မှုတွေနဲ့တင်ရိုးပြင်ပစာအုပ်တွေကိုထားနိုင်ပါတယ်အိပ်ယာဘေးမှာတော့စာချက်ပစ္စည်းတွေထားဖို့အဖွင့်စင်တစ်ခုထည့်သွင်းထားပြီးကလေးစာချက်ဖို့အကောင်းဆုံးဖြစ်အောင်ရှည်လျားတဲ့စာရေးစပွဲတစ်လုံးကိုလည်းတက်ဆင်ပေးထားပါတယ်စာရေးစပွဲရဲ့နောက်ဘက်မှာတော့အပုံစံအဝတ်ဗီရိုကိုတိဆောက်ထားတာကြောင့်အဝတ်စားတွေကိုပိုပြီးစနစ်တကျသိမ်းဆည်းနိုင်တဲ့ course တစ်ခုလိုအသုံးပြုနိုင်ပါတယ်ဒီလိုပြန်လည်ဒီဇိုင်းဆွဲပြီးတဲ့နောက်မှာတော့ဒီအခန်းကျင်းလေးဟာနေရာတိုင်းကိုအကျိုးရှိရှိအသုံးချထားတဲ့တက်တောင့်တက်တာရှိပြီးသိမ်းဆည်းစရာနေရာများစွာပါဝင်တဲ့အံ့ဩစရာကောင်းတဲ့အိတ်ခမ်းလေးအဖြစ်ပြောင်းလဲသွားခဲ့ပါ